ဝင်မင်္ဂလာပါနှုတ်ရေးတဲ့ software ကို man ပေါ်မှာ install လုပ်တဲ့နည်းပြပြမှာဖြစ်ပါတယ်။ဟောဒီရဲ့နေရာကိုကြည့်မယ်ဆိုရင် internet ဖွင့်ထားတာကိုတွေ့ရတာဖြစ်ပါတယ်။အဲ့တော့ internet အရင်ပိတ်မယ်။ဟုတ်ပြီ internet ပိတ်လိုက်ပြီ။ဒီနေရာမှာ WIN ဝင်းလို့ရိုက်လိုက်တဲ့နဲ့ဟောဒီမှာ Windows Secretary ကိုတွားမယ်။ left click နဲ့ချက်ထိလိုက်မယ်။ဟောဒီနေရာမှာ left click တစ်ချက်ပြန်ထိမယ်ဒီ manage setting ဆိုအောင်လာမယ်ဒါကိုပိတ်ရမှာနော်တကယ်ချင်းတို့မြင်ရမှာမဟုတ်ပါဘူး yes ထွေးလိုက်မယ်ဒါဆိုရင်ပိတ်သွားရပါနော် download လုပ်ထားတဲ့ file ကိုကျွန်တော်တို့ zip ဖြည့်မယ်ပေါ့နော်အဲ့တော့ဒါကတော့ music file နဲ့ဆိုတော့2020ထွက် version လေးဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော် zip ဖြည့်မယ်ပေါ့နော်ဒီ software လေးကိုတော့တက်ဆိုင်ရမှာရှာပြီးတော့ down ယူပါအဲ့တော့ password ပေးပြီးတော့ zip ဖြည့်လိုက်ပါပြီ zip ဖြည့်လိုက်တဲ့ folder ဒီမှာကြာလာပါပြီအဲ့တော့အဲ့ file လေးကို left click နဲ့ channel ဖွင့်လိုက်ပြီထပ်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာ left click နဲ့ channel ပြန်ဖွင့်မယ်အဲ့တော့ဒီနေရာလေးမှာ readme ပါတဲ့အတွက် readme ဖတ်ချင်ဖတ်ပါကျွန်တော်ဖတ်ပြီးသားဖြစ်လို့မဖတ်တော့ပါဘူးအဲ့တော့ဒီဟာကို left click တစ်ချက်ထိတယ်ဒီလို select ဝင်ပြီဆိုရင် right click နှိပ်မယ်ဟောဒီမှာ open out ကဒီ run as administrator နဲ့ကျွန်တော် run လိုက်မယ်တကယ်ချင်းတို့မြင်ရမှာမဟုတ်ပါဘူးဘောက်တစ်ခုကြာလာတယ် yes ဆိုတော့ကျွန်တော်ပေးလိုက်မယ်ဟုတ်ပြီ okay ဆက်သွားမယ်အဆင့်ဆင့်ဒီတိုင်းလေးလောက်သွားမှာပေါ့နော် next ဆက်နှိပ်မယ် next ပဲဆက်နှိပ်ပေးမယ် install နှိပ်မယ်next ပြန်နှိပ်ပေးမယ်ဒီ I accept ဆိုတာလေးကိုဖွင့်ပေးပါပြီးရင်ဒီ next ဆိုတာလေးကိုနှိပ်ပေးပါ next ဆိုတာလေးကိုပဲဆက်သွားမယ် install ဆိုတာလေးကိုနှိပ်မယ်โอเคကျွန်တော်တို့ဒီအနေထားရောက်လာပြီဆိုရင်ဒီအမှန်ချစ်လေးကိုဆက်ဖြုတ်ပေးပါအမှန်ချစ်ဖြုတ်ပေးပြီးတော့ finish ဆိုတာလေးကိုနှိပ်ပေးပါအဲ့တော့ဒီအနေထားမှာသူကကွန်ပျူတာကို restart ချမှာလားတဲ့နောက်မှပဲချမယ်ဆိုတာကိုရွေးလိုက်မယ်ပေါ့နော်ဒီခုကဗီဒီယိုရိုက်ပြနေတာဆိုတော့ဟုတ်ပြီ finish ဆိုတာလေးကိုနှိပ်ပေးလိုက်ပြီပြီးရင်ကျွန်တော်တို့ကဟောဒီ save ဖြည့်ထားတဲ့ဒီ fit ဆိုတဲ့ folder လေးထဲကိုဝင်လိုက်ပါ copy ယူပါမယ်နော် copy ယူလိုက်ပြီပြီးရင်ဒီအမှန်မှာပေါ်လာရင်အဲ့တော့ဒီတောင်းထဲကိုသွားဒီမှာ open file location ကိုလာအဲ့သွားလိုက်ပြီဟုတ်ပြီဒီမှာထပ်ပြီးတော့ right click နှိပ်ပါopen file location ထပ်နှိပ်ပါအဲ့တော့ဒီနေရာမှာဆော့ဆော့ copy ယူခဲ့တဲ့အောင်လာ paste မယ်ပေါ့နော်ဒီမှာ box right click နှိပ်လိုက်လို့ပေါက်ကျလာဒီ paste ဆိုတဲ့နှိပ်ပေးမယ် replace the file ဆိုပြန်ရွေးချယ်ပြီးတော့ left click နှိပ်ပေးမယ်ဒီ continue ကိုပြန်နှိပ်ပေးမယ်ဒီမှာကျွန်တော် desktop ပေါ်မှာရောက်လာပြီပေါ့နော်ဒါလေးကိုဖွင့်လိုက်မယ်ပေါ့ left click နဲ့ချက်နဲ့ဒီခုလောက်သွားတာတွေကတော့ finale ဆိုတဲ့ notation software လေးကိုကျွန်တော်တို့ install လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်ကျေးဇူးကြကပါဆိုင်းငယ်ကောမြန်မြူးစအောင်ရဲနောက်ပိုင်းမှာပြန်ဆောင်ရအောင်